လက်ရှိမှာကျွန်တော်အရန်ပေါ့နော်နိပညာလောကမှာကျွန်တော် trend ဖြစ်နေတယ်ကျွန်တော်ဒီ Cloudbook ခေါ် Mobbook AI ပေါ့နော်ဆိုတော့အဲ့ Mobbook ကိုကျွန်တော် Windows ပေါ်မှာဘယ်လိုမျိုး install လုပ်လဲဆိုတာလေးကိုကျွန်တော်ဒီနေ့ video မှာ sharing လုပ်ပေးသွားမှာပဲဖြစ်ပါခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ IT Worker ကိုဖြိုးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိမှာပေါ့နော်ကျွန်တော်အရန် trend ဖြစ်နေတဲ့ဒီ Cloudbook ခေါ် Mobbook AI ပေါ့နော်ဆိုတော့ပထမတော့ Cloudbook ပါဒါပေမဲ့ကျွန်တော် Cloud AI နဲ့နာမည်စင်တူဖြစ်နေရဆိုလို့ကျွန်တော် Mobbook လို့ပြန်ချိန်လိုက်တယ်လို့တော့သိထားရတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော် Mobbook AI ကိုပေါ့နော်ကျွန်တော် Windows ပေါ်မှာဘယ်လို install လုပ်လဲဆိုတော့ကျွန်တော်ဒီ video မှာ sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်သိထားမှာကျွန်တော်ဒီ Mobbook อ่ะဆိုလို့ရှိရင်ကျွန်တော်လက်ရှိသုံးနေကြပါတော့ကျွန်တော်ဒီ ChatGPT လိုမျိုး Gemini လိုမျိုး AI assistant တခုမဟုတ်ပါဘူး AI assistant level မဟုတ်ဘူးသူကကျတော့ကျွန်တော် AI agent level တခုပါဆိုတော့ကျွန်တော် AI agent နဲ့ကျွန်တော် AI assistant မှာအများကြီးကွာခြားချက်တွေရှိပါတယ်ကျွန်တော်ဒီ AI assistant ဆိုလို့ရှိရင်ကျွန်တော်သူတို့ကိုနားမလဲတော့သူတို့ explanation လုပ်ပေးမယ်ကျွန်တော်တို့ suggest လုပ်ပေးမယ်ပြီးကျွန်တော်တို့ခိုင်လိုင်းနေပေးတယ်ပေါ့နော် AI assistant ကဒီလိုမျိုးအလုပ်လုပ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ Mobbook AI ကြာတော့သူ AI agent တကောင်ဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီ physical လောက်ရမယ့် job test တွေကိုသူ့ကျွန်တော်တို့ခိုင်းလို့ရပါတော့ဆိုတော့ဥပမာ email ပို့တာတို့ကျွန်တော် video edit image edit ပေါ့နော်စတဲ့ basic ဟာတွေကျွန်တော်သူလုပ်ပေးတယ်လို့ကျွန်တော်သိထားရပါတော့ဆိုတော့အဲ့ဒါမျိုးကျွန်တော်ခိုင်းလို့ရတယ်နောက်တစ်ခုကကျွန်တော်ဒီ AI agent ဘယ်လိုမျိုးထပ်ပြီးတော့ဟိုဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ Telegram တို့ကျွန်တော် WhatsApp တို့ကျွန်တော်သိထားတော့ကျွန်တော်ဒီ application အခု90လောက်နဲ့တော့ joiner connection လုပ်ထားလို့သိထားပါဘောเนาะဆိုတော့ဥပမာပြကျွန်တော်ဒီ Telegram မှာကျွန်တော် Mobbook ကို join ရတယ်ဆိုလို့ရှိရင်ကျွန်တော်ကွန်ပျူတာမှာလည်း Mobbook ကိုကျွန်တော် install တင်ထားတယ်ပြီးကျွန်တော် Telegram မှာ Mobbook ကို join ရတယ်ဆိုလို့ရှိရင်ကျွန်တော်ဥပမာပြအပြင်ရောက်နေလို့ကျွန်တော်ကွန်ပျူတာရဲ့ file တစ်ခုခုကိုကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော် Telegram ကနေပြီး Mobbook လှမ်းပြောလိုက်အောင်ပဲကျွန်တော်ကွန်ပျူတာမှာဘယ် file ပေါ့เนาะအဲ့ file လေးကိုဒီကိုလှမ်းပို့ပေးဆိုရင်သူကနေပြီးတော့ကွန်ပျူတာမှာရှာလိုက်တယ်ရှာပြီးတော့မှကျွန်တော်တို့ဒီ Telegram ကနေပြန်ပို့ပေးရပါတော့ဆိုတော့ဒါကြီးကရန်ကျန်းသွားပြီပေါ့နော်ဆိုတော့ job ဖို့လည်းကောင်းပါတယ်ဆိုတော့ရှင်းပြောမှဆိုကိုကွန်ပျူတာမှာကိုကကွန်ပျူတာ on ထားရဆိုလို့ရှိရင်ဒီ Mobbook install တင်ထားရဆိုလို့ရှိရင်ကွန်ပျူတာရှင်းမှာကိုမထိုင်နေရင်တော့မှကိုကွန်ပျူတာက24/7 run နေမှာပေါ့နော် Mobbook ကနေပြီးတော့ဆိုတော့ဒီ Mobbook ကဆိုလို့ရှိရင်ကျွန်တော်ဒီကွန်ပျူတာမှာသူ control access ပေါ့နော်ကျွန်တော်ဒီ permission ပေးလိုက်ပြီဆိုတော့သူကကွန်ပျူတာတစ်ခုလုံးရဲ့ control access သူယူထားတာပေါ့နော်ဆိုတော့ဘာမှမဆိုခိုင်းလို့ရဗျာ email ပို့တာဘာညာအစားပြကို physical လောက်ရမယ့် test တွေအကုန်လုံးကိုသူ့ကိုခိုင်းလို့ရပါဘူးဆိုတော့အဲ့လိုယူ powerful ဖြစ်ပါတယ်ဒီရန်ကဆိုတော့ကျွန်တော်ဘယ်လို install လုပ်လဲဆိုတာလေးတစ်ချက် sharing လုပ်ပေးပါမယ် let's go ဆိုတော့ကျွန်တော်ပထမဆုံး Mobbook ကိုကျွန်တော် install တင်မယ်ဆိုရင်ကျွန်တော်ပထမဆုံး browser တစ်ခုလည်းကျွန်တော်အရင်သွားရမယ်သွားပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ git ဒီ link ပေါ့နော်ကျွန်တော်ပြီး video description မှာထည့်ထားပေးပါမယ်အဲ့ဒီထဲမှာကျွန်တော်ပထမဆုံးဒီ git for window ပေါ့နော်64 setup ပါအဲ့ဒါဒီကျွန်တော်အရင်ဆုံး download လုပ်ပေးရမယ် okay ကျွန်တော်ဒီမှာ download လုပ်ပြရဆိုရင်ကျွန်တော်ဒီဟာလေးကိုပေါ့နော်ဒီ execute file လေးကိုကျွန်တော် install လုပ်ပေးလိုက်ဒီ git for window ဒီမှာဘာမှပြင်စရာမလိုကျွန်တော်သူရဲ့ instruction အတိုင်းပဲ next အကုန်လုံးလုပ်ပြီးတော့ install တင်လိုက်အောင်မယ်ခဏလေးစောင့်ပါမယ်နော်ကျွန်တော်ဒီ Mobbook ကကျွန်တော်တို့ဒီခါတိုင်းကျွန်တော်တို့ဒီ software တွေ install လုပ်သလိုမျိုး execute file တော့မဟုတ်ဘူး exe file တွေမဟုတ်ကျွန်တော်တို့ download လုပ်လိုက် install လုပ်လိုက်ဆိုပြီးတော့အဲ့လိုမျိုးတွားတဲ့ပုံစံတော့မဟုတ်ဘူးသူကကျွန်တော် terminal ကနေ command run ပြီးတော့မှသုံးရတဲ့အားမျိုးလေးပေါ့နော်ဆိုကျွန်တော်တစ်စင်းချင်းပြပေးသွားပါမယ်ကျွန်တော်ဒီမှာ install ပြီးပါပြီပေါ့နော် install ပြီးပါပြီဆိုကျွန်တော်နောက် step ကကျွန်တော်တို့ဒီပထမဆုံးကျွန်တော်ဒီ Mobbook website ထဲသွားပြီပါ mob.book လို့ရိုက်လိုက်ပေါ့နော်ဆိုတော့ဒီမှာပါကျွန်တော် online နဲ့ဆွဲလိုက်မယ်ဆိုရင်ဒီမှာကျွန်တော် quick start ဆိုတာလေးတွေ့လိမ့်မယ်ဆိုတော့ quick start မှာကျွန်တော်ဒီမှာပေါ့နော်ဒီမှာ chain လို့ရပါတော့မိတ်ဆွေကတကယ်လို့ Mac OS တုံးနေ Linux တုံးနေဆိုလို့ရှိရင်ဒီမှာသူ့ OS ကို choice လုပ်ပြီးလိုက်ကျွန်တော်ဒီမှာ comment တွေတွေ့လိမ့်မယ်နော် one line comment နေ one line နေရ comment ပေါ့ဆိုတော့ကျွန်တော်တို့ Windows သုံးလို့ Windows ပေါ့နော်ဆိုတော့ Windows ထဲမှာကျွန်တော်ဒီမှာ CMD comment ရှိမယ် PowerShell comment ရှိပါတော့ကျွန်တော်ဒီမှာကတော့ PowerShell comment လေးနဲ့ကျွန်တော် run ပေးပါမယ်ဆိုတော့ကျွန်တော် Windows ကနှိပ်လိုက် Windows ကနှိပ်ပါရင်ကျွန်တော်ဒီမှာ PowerShell လို့ရိုက်လိုက်ပါဒီမှာကျွန်တော် PowerShell တက်လာပြီပေါ့နော်ဆိုတော့ပြီးကျွန်တော်အဲ့ဒီ Mobbook ကကျွန်တော်ဒီမှာပေးထားတဲ့ဒီ PowerShell comment လေးကျွန်တော်ဒီမှာ copy ယူပေးလိုက် copy ယူပြီးကျွန်တော်ဒီမှာလာ run လိုက်ပါနော် paste လုပ်ပြီးတော့ enter နှိပ်ပေးလိုက်ဆိုတော့သူဒီမှာစပြီး install လုပ်မယ်ပေါ့နော်ဆိုတော့ error လည်းတက်နိုင်ပါတယ်ဒီမှာတချို့ computer ရဲ့ error တက်နိုင်ကျွန်တော်လည်းဒီမှာကြည့်လိုက်မယ်နော် error တက်ရင်ကျွန်တော်တချို့ comment လေးကျွန်တော်ပြန်ပြပေးမယ်ဆိုတော့ပြီးရင်ကျွန်တော်ဒီမှာသူ node.js ပေါ့နော်အဲ့ဒါကို allow လုပ်ပေးလိုက်ပါ yes လေးနှိပ်ပေးလိုက်အဲ့ဆိုသူ node.js ကိုစပြီး install လုပ်မယ်ပေါ့နော်
Okay ဒီမှာပေါ့နော်ကျွန်တော်တို့မှာသူ open claw install ပြီးသွားပြီပေါ့နော်ဆိုမိတ်ဆွေကျွန်တော်တို့ပထမတစ်ခေါက် try မိသားဖြစ်လို့နေမယ်ဆိုတော့တကယ်လို့မိတ်ဆွေတို့ဆက်ကွန်ပျူတာမှာစ try ရင်ပေါ့နော်ဒီအဆင့်ထိအဆင်ပြေလိမ့်မယ်ဗျာဒီမှာဒီ Node.js version DT ပေါ့နော်ဒီ install open claw ဆိုပြီးပြီးသွားရင် error တက်လာနိုင်တယ်ဗျစာနီရောင်နေနဲ့ error တက်လာနိုင်တယ်တကယ်လို့အဲ့လိုမျိုး error တက်ခဲ့တယ်ဆိုရင်ကျွန်တော်ဒီ PowerShell ပေါ့နော်လက်ရှိ run နေ PowerShell ကိုပိတ်လိုက်ပိတ်ပြီးကျွန်တော် PowerShell ထပ်ဖွင့်ပါနော် administrator နဲ့တစ်ခေါက်လောက်ဖွင့်ပြီးလိုက်ဒီ error တက်ခဲ့ရင်ပြောတာပေါ့နော် error တက်ခဲ့ရင်အဲ့လိုမျိုးတစ်ခေါက်တော့ administrator နဲ့ထပ်ဖွင့်လိုက်ကိုပထမသုံးတဲ့ PowerShell ပိတ်ပြီးတော့ထပ်အသစ်ဖွင့်လိုက်ပါနော် administrator နဲ့ဖွင့်ပြီးမှဆိုရင်ကျွန်တော်ဒီ comment လေးကျွန်တော်ပေးမယ်ပေါ့နော်ဆိုတော့ဒီ comment လေးပေါ့နော်ကျွန်တော်ပြီး video ရဲ့ description မှာထည့်ထားပေးမယ်ဒီ comment လေးကို copy ယူပြီးတော့ကျွန်တော်အဲ့အသစ်ဖွင့်ထား PowerShell မှာကျွန်တော်တစ်ခါ paste လုပ်ပြီး enter နှိပ်လိုက် enter နှိပ်ပြီးသွားဆိုရင်ကျွန်တော်ဒီမှာသူ yes နှိပ်လား no နှိပ်လားပေါ့နော်အဲ့ခါကျကျွန်တော် y လေးနှိပ်ပြီးလိုက် y နှိပ်ပြီးကျွန်တော် enter လေးခောက်ပေးလိုက်ခောက်ပြီးသွားဆိုရင်ကျွန်တော်နောက် comment တစ်ကြောင်းဆောနာကကျွန်တော်ဒီ open claw ကဒီပေးထားတဲ့ PowerShell comment ပေါ့နော်ဆောနာ comment လေးကိုကျွန်တော်တို့ပြန်ထည့်ပြီးတော့မှတစ်ခေါက်ပြန် run ပြီးလိုက်ရင်ဆောနာအဲ့စာအနည်းအောင်မတက်တော့ဘူးနော်ဒီအခုကျွန်တော်ရောက်နေတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်ဒီမှာသူ successful ဖြစ်သွားပြီဆိုဒီမှာ open claw ဆိုပြီးတော့ဒီ step တွေအကုန်လုံးဖြတ်သွားလိမ့်မယ်ပေါ့နော် okay ဒီမှာပေါ့ကျွန်တော်တို့ install ပြီးသွားပြီပေါ့နော်ဆိုဒီမှာပေါ့နော် installation ကနေစတယ်အကုန်လုံး open claw ပြီးသွားပြီပေါ့နော်ပြီးကျွန်တော်ဒီမှာ I understand this powerful ဘာညာပေါ့နော် risky ဖြစ်တယ်ပေါ့အဲ့တော့ yes ပေးလိုက်ပါကျွန်တော်ဒီမှာမြားလေးနဲ့ရွှေ့ပြီးလိုက်နော်ရွှေ့ပြီးကျွန်တော် yes ကို enter လေးနှိပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာ quick start ပေါ့နော် quick start ဟုတ်ပြီ enter နှိပ် okay ကျွန်တော်ပြီးဒီမှာ model ရွေးရမှာပေါ့နော် model ကြောင့်ကျွန်တော်တို့မိတ်ဆွေပဲ AI model သုံးမယ်ပေါ့နော် open AI လားစသဖြင့်ပေါ့နော်ကိုကြိုက်တဲ့ AI ကို model လေး choose ပေးလိုက်နော်ကျွန်တော်တို့ Google ပေါ့နော် Google ပြီးသွားရင် Google ရဲ့ဒီကျွန်တော်တို့ OAuth ပေါ့နော် Google ရဲ့ဒီ anti-gravity ပေါ့နော်အဲ့ဒါလေး choose ပေးလိုက်မိတ်ဆွေတို့တခြား choose လေးရပါတယ်ပြီးကျွန်တော်ဒီမှာ account sign လုပ်ရမှာနော် okay sign ပြီးသွားပြီပြီးရင် keep model အဲ့ဒါလေးရပါတယ်အဲ့ဒါလေးပဲနှိပ်ပေးလိုက်ပါနော် keep current ကို okay ပြီးကျွန်တော်ဒီမှာ channel join လို့ရပါနော်ကျွန်တော်တို့မ join တော့ဘူးနော် skip for now လေးပေါ့နော်အောက်ဆုံးမှာရှိပါတယ်အဲ့လေးအဲ့ဒါနှိပ်ပေးလိုက်ပြီးကျွန်တော် configure scale now နဲ့ okay yes ပေါ့နော်ပြီးကျွန်တော် npm အကုန်လုံးသူပြထားတဲ့ default အတိုင်းလေးပဲကျွန်တော်တို့အဲ့ဒါလေးနှိပ်သွားပေးလိုက်အောင်မယ်ဒီဟာဆိုလည်း scale လိုက်ပါနော်ပြီးရင်ကျွန်တော်ဒီမှာက press space to select ပေါ့နော်ဆိုတော့ keyboard မှာ space bar လေးချက်နှိပ်ပေးလိုက်ပြီးကျွန်တော် enter တစ်ခါပြန်နှိပ်လိုက်ပါနော်ပြီးရင် Google API keyboard ရတယ် no ပါအကုန်လုံး no လိုက်ပါနော်အဲ့မှာပြီးကျွန်တော်ဒီမှာ enable hook ကလည်း skip ပါမယ်ကျွန်တော် keyboard မှာ space bar enter တစ်ချက်ပြန်နှိပ် okay ပြီးကျွန်တော်ဒီမှာ gateway start already install ပေါ့နော် restart နှိပ်ပြီးလိုက်ကျွန်တော်အဲ့မှာအဲ့လေးပေါ့နော်ပြီးရင်ကျွန်တော်အဲ့မှာပေါ့နော်browser မှာတော့ auto ပွင့်လာပါတော့ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီမှာ GUI မတက်လာသေးဘူးနော်ဆိုတော့ဒီမှာ installation share completion script yes နှိပ်ပေးလိုက် okay ပြန် try ကြည့်လိုက်မရသေးဘူးနော်မရသေးဘူးဆိုကျွန်တော် gateway လေးပေးလိုက်တော့ကျွန်တော်ဒီမှာဒီဟာလေးပေါ့နော် open clock gateway ဆိုတာလေး copy လေးယူပြီးတော့သူပေးလိုက်ပါအဲ့ဒါလေးညနာနှိပ်ပေးလိုက်ဆိုတော့ gateway တက်လာပြီပေါ့နော်ဟုတ်လားပြီးမှကျွန်တော်ဒီမှာသွားပြန်တစ်ခေါက်လောက် refresh လုပ်ကြည့်လိုက်ပါနော်ဆိုတော့ကျွန်တော်ပွင့်ပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာစာသုံးလို့ရပါပြီဆိုတော့မိတ်ဆွေဒီ terminal ကြီးကိုဒီ PowerShell ပိတ်လိုက်ဒီမှာပါတစ်ခါတည်းမရတော့ဘူးနော်ပြတ်သွားပါလိမ့်မယ်ဆိုတော့ဒါကြီးတော့ဖွင့်ထားရမယ်ပေါ့နော်ပြီးကျွန်တော်ဒီမှာစပြီးမေးတာရိုက်တာလုပ်လို့ရပါပြီကဲလို့ကတော့မိတ်ဆွေကတကယ်လို့ဒီဒီ mob ကိုပြန်ပြီးတော့ uninstall လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီ comment လေးတုံးလိုက်ပါနော်ကျွန်တော် open claw uninstall ပေါ့နော်ဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ဒါကြီးပိတ်လိုက်ပါနော်ပိတ်ပြီးတော့ကျွန်တော်ပြန်ဖွင့်လိုက် PowerShell ကိုပိတ်ပါဆိုကျွန်တော်ဒီမှာ open claw uninstall ပေါ့နော်အားလေးကျွန်တော် paste လုပ်ပေးလိုက်ပြီး enter လေးခောက်ပေးလိုက်ပါနော် okay ဒီမှာပေါ့နော် which component need to install ပေါ့နော်ဆိုတော့ဒီမှာကိုယ့်ကိုမြားလေးနဲ့ပေါ်အောက်ပြီးတော့မှကျွန်တော် case service ပေါ့နော်အားလေးပဲဖြစ်ပါရပါတယ်တခုချင်းပေါ့နော်စောနာလေးတခုချင်း uninstall လုပ်လိုက်ပြီးတော့ကျွန်တော် comment တစ်ခုကျွန်တော်ဒီ npm uninstall ပေါ့နော်အားလေးနှိပ်ပေးလိုက် paste လုပ်ပြီးတော့ထည့်ပေးလိုက်ကျွန်တော်စပြီးတော့ uninstall လုပ်လိုက်မယ်အဲ့နောက်ခုလုပ်လိုက်ရပြီပေါ့နော်အဲ့ comment နဲ့ကျွန်တော်ထည့်လိုက်အကုန်လုံး uninstall ဖြစ်သွားမယ်ပြီးတော့နောက်တစ်ခုကျွန်တော်ဒီမှာကွန်ပျူတာမှာစောနာကျွန်တော် install လုပ်ထားတဲ့ဒီ kit ပေါ့နော် kit ဆိုတဲ့ application ပေါ့နော်အဲ့ဒါတစ်ချက် uninstall လုပ်ပြီးလိုက်အကုန်လုံး uninstall လုပ်ချင်လေအဲ့ဒါလုပ်ပြီးပြီးကျွန်တော် node.js ပေါ့နော်
ဒီမှာပါ Node.js အဲ့ဒါကိုလည်း uninstall လုပ်ပေးလိုက်ပါနော်အဲ့ဒါဆိုတော့ကျွန်တော်အကုန်လုံး uninstall လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်